နှစ်ဆက်တရားစုကိုရီးယားဘုရင်စနစ်ကာလမှာစောင်းဟီဂျူးဆိုတဲ့မိန်းကလေးတစ်ယောက်ရှိပါတယ်သူကအတန်းထဲမှာစာတော်ဆုံးဖြစ်ပြီးအမှတ်အများဆုံးနဲ့ကျောင်းမှာအဆင့်တရပေမဲ့လည်းတာမန်လူတန်းစားတစ်ယောက်ဖြစ်လို့လူတိုင်းရဲ့အနှိမ့်ချခံရပြီးအထင်သေးခံနေရသူပါဗျဒါပေမဲ့ဒါကြောင့်သူစိတ်သက်သာသွားမယ်လို့ထင်ရင်တော့ခမရတို့လုံးဝမှားသွားပါလိမ့်မယ်လူတွေကသူ့ကိုတားဆီးဖို့စူးစမ်းလေသူကဘလို့နီးနဲ့မဆိုထိတ်ဆုံးကိုရောက်အောင်ပို့ပြီးစူးစမ်းလေပါပဲပြီးတော့သူတို့ကဘုရင်စနစ်နဲ့နေထိုင်နေကြပေမဲ့အရင်ရှင်စနစ်ကလည်းကြီးစိုးနေသေးပါပဲဒီနေ့မှာတော့သူက Castle Beauty ရဲ့ Billionaire CEO ဖြစ်နေပါပြီအိမ်ရှိမင်းသားရဲ့မွေးနေ့ပွဲအတွက်နန်းတော်ကိုဖိတ်ကြားခံရတဲ့အချိန်မှာလူတိုင်းကတော်ဝင်မိသားစုထက်ပိုပေါ်လွင်မှဆိုလို့တတိထားနေကြပေမဲ့သူကတော့လူအများအာယုံဆိုင်မဲ့လှပတဲ့အနီရောင်ဝတ်စုံကိုဝတ်ပြီးတမင်တကာပြောင်းပြန်လုပ်ပြလိုက်တာပေါ့ဒါပေမဲ့ဒါကိုအလှကြိုက်တာဒါမှမဟုတ်မာနကြီးတာလို့ပဲမသတ်မှတ်လိုက်ပါနဲ့ဦးတကယ်တော့ဒါတွေအားလုံးကဟီဂျူးရဲ့နောက်ထပ်ကုန်ပစ္စည်းတင်မိတ်ဆက်ပွဲအတွက်အစီအစဉ်တစ်ခုပါပဲသူကကင်မရာတွေရှိမှကိုပြသပြီးလူတွေရဲ့အာယုံဆိုင်မှုကိုယူနေချိန်မှာ Castle Beauty ကသူ့ရဲ့ marketing အဖွဲ့ကလည်းအကောင့်တွေတုံးပြီး social media တွေပေါ်မှာတပ်ပုံတွေဖြန့်တာသတင်းဆောင်ပါတွေဝယ်တာနဲ့ Castle Group ရဲ့ရှာဖွေမှုနှုန်းတွေပောက်ကွဲသွားအောင်လုပ်ပြီး online ပေါ်မှာဟိုးလေးတကြောဖြစ်အောင်လုပ်လိုက်တာပေါ့မကြခင်မှာပဲပတ်စံပေးပြီးလုပ်ခဲ့တဲ့ marketing ကနေတကယ်ကိုတဘာဝအတိုင်းလူပြောများလာပြီးကိုရီးယားတနိုင်ငံလုံးကအမျိုးသမီးတွေကအဲ့ဒီလိုပုံစံမျိုးပြင်ဆင်ကျင်လာကြတော့တာပါပဲသူစီစဉ်ထားတဲ့အတိုင်းပဲအဲ့ဒီပွဲမှာဟီဂျူးဝတ်ခဲ့တဲ့ဝတ်စုံအိတ်ဖက်နဲ့တခြားအသုံးဆောင်ပစ္စည်းတိုင်းကအဲ့ဒီညမှာတင်အကုန်ပြတ်သွားခဲ့ပါတယ်ကျောင်းတုန်းကလိုပဲအရွယ်ရောက်လာတဲ့အချိန်မှာလဲဟီဂျူးကဘလောက်ပဲထက်မြက်လှပပြီးအောင်မြင်နေပါစေရေးမပါပါဘူးမူးမက်တွေရဲ့အမြင်မှာတော့သူကတာမန်လူလန်းစားတယောက်ထက်မပိုပါဘူးမနာလိုတဲ့အမျိုးသမီးတွေရဲ့အတင်းဖြင်းပြောတန်တွေနဲ့ဟီဂျူးရဲ့အသုံးမကျတဲ့အဖေတူအမေကွဲမောင်လေးရဲ့ရက်ဆက်တဲ့ပြောဆိုမှုတွေကတဆင့်သူက Castle Group ဥက္ကဋ္ဌရဲ့တရားမဝင်သမီးဖြစ်ပြီးအသက်10နှစ်အထိသူ့အမေဖြစ်သူမယားငယ်ကပြုစုပြောထောင်ခဲ့ကနောက်ပိုင်းကျမှဥက္ကဋ္ဌဆောင်းစီကိုပို့လိုက်တာဆိုတာသိလိုက်ရပါတယ်ဟီဂျူးကတာမန်လူလန်းစားတင်မကပဲအဖေမပေါ်တဲ့သမီးတယောက်လည်းဖြစ်နေတာကြောင့်သူမွေးဖွားလာတဲ့နေ့ကစပြီးပြင်ပလောကတင်မကပဲသူ့ကိုမုန်းတီးတဲ့သူ့ရဲ့မိသားစုဝင်တွေစီကပါခွဲခြားဆက်ဆံမှုတွေကိုခံခဲ့ရတာပါနန်းတော်ထဲမှာတော့လူငယ်အိမ်ရှိမင်းသားလေးနဲ့သူ့ရဲ့မေတော်ကိုတွေ့ရပါတယ်ဒါပေမဲ့တယောက်ယောက်ပျောက်နေတယ်လို့ပဲတော့ဟုတ်တယ်မလားပျောက်နေတာကဘယင်ကြီးမဟုတ်ပဲမင်းသားကြီးအီယန်ပဲဖြစ်ပါတယ်သူ့ရဲ့အကိုဖြစ်သူဘယင်ကြီးနတ်ရွာဆန်ပြီးနောက်မှာအသက်8နှစ်ပဲရှိသေးတဲ့တူတော်မောင်ကထိနှန်းဆက်ခံပြီးနိုင်ငံတော်အရေးတွေကိုကင်တွယ်ဖို့ငယ်လုံးနေသေးတာကြောင့်အီယန်ကရင်ခွင်ပိုင်မင်းသားဖြစ်လာခဲ့တာပါခင်ဗျားတို့ထင်ထားတာနဲ့ပြောင်းပြန်ဖြစ်နေမှာကတော့အီယန်ကဒါကိုလုံးဝမနစ်သက်ပါဘူးသူကဟီဂျူးနဲ့လုံးဝဆန့်ကျင်ပဲဖြစ်ပြီးလူတွေရဲ့အာယုံဆိုင်မှုကိုခံရတာကိုမုန်းပါတယ်တကယ်တော့တူတော်မောင်သာမရှိရင်သူကထိနှန်းကိုအစောကြီးကတည်းကဆွန့်လွတ်လိုက်မှာပါအီယန်ကအမဲလိုက်တာမြင်းစည်းတာကိုဝါသနာပါပြီးပြင်းရီကတာဝန်မကျေပုံပေါက်နေပေမဲ့သူလုံမယ်လို့ဆုံးဖြတ်လိုက်တဲ့အရာတိုင်းမှာတော့တကယ်ကိုထူးချွန်တဲ့ပါရမီရှင်တစ်ယောက်ပါသူကအမျိုးသမီးတွေရဲ့အချစ်တော်ပြည်သူတွေရဲ့အချစ်ကိုရရှိထားသူဖြစ်ပြီးတိုင်းပြည်မှာရှိတဲ့လူတိုင်းရဲ့လေးစားမှုကိုခံရသူပါသူ့ကိုမုန်းနေပုံရတဲ့မေတော်ကြီးကလွဲရင်အားလုံးကသူ့ကိုချစ်ကြတာပေါ့ပွဲလန်းတပင်ပြီးသွားလို့လူတိုင်းပြန်ကုန်ကြပြီဖြစ်ပေမဲ့အီယန်ကဟီဂျူးနန်းတော်ထဲမှာရှိနေသေးတာကိုတွေ့သွားပါတယ်သူကနာမည်မေးတဲ့အခါမှာတော့အပြစ်ပေးခံရမှာကြောက်တာကြောင့်သူကမေကုန်းကိုရှောင်လဲပြီးနန်းတော်ထဲမှာလမ်းမသွားလို့ပါဆိုပြီးတောင်းပန်စကားပဲပြောနေခဲ့တာပါသူ့ကိုချင်းချောင်းနေပုံပေါက်ပေမဲ့ကျွန်တော်တို့အတွက်တော့အခြေအနေကိုပြောနေပုံရတဲ့အီယန်က3အထိရေတွက်မယ်လို့ပြောလိုက်ပါတယ်သူရေတွက်လို့မပြီးခင်သူ့မျက်စိရှိကနေပျောက်သွားရင်တော့လွတ်ပေးမယ်လို့ဆိုပါတယ်ဒါကသူ့ရဲ့ဂျူနီယာအတွက်သူလုပ်ပေးနိုင်တဲ့အနည်းဆုံးအရာပဲလေအီယန်ကသူ့ကိုမမှတ်မိတယ်လို့ဟန်ဆောင်နေတာဆိုတာဟီဂျူးရိပ်မိသွားပေမဲ့ရုတ်တရက်ပောက်ကွဲမှုတစ်ခုကြောင့်သူတို့စကားပြောတာပြတ်တောက်သွားပါတယ်အဲ့ဒီနေရာမီးဟုံးဟုံးတောက်နေတာကိုမြင်လိုက်ရတဲ့အခါအီယန်ကဘယင်ကြီးနတ်ရွာဆန်ခဲ့တဲ့ညကအလားတူမြင်ကွင်းမျိုးကိုပြန်တတိယသွားပြီးတုံလုံးခြောက်ချသွားပါတယ်အခြေအနေကပိုဆိုးသွားတာကတော့မေတော်ကြီးကလူအများရှိမှသူ့ကိုပါရိုက်လိုက်ပြီးဒီမီးလောင်မှုကသူ့မှာတာဝန်ရှိတယ်လို့မျိုးလုပ်လိုက်တာပါပဲသူတို့အိမ်ပြန်လာတဲ့လမ်းမှာတော့ဟီဂျူးရဲ့အတွင်းရေးမှူးဟဲဂျုံကသူဘာလို့ဒီလောက်တောင်စဉ်းစားခန်းဝင်နေတာလဲလို့မေးပါတယ်မင်းသားအီယန်အတွက်စိတ်ပူနေတာလားသူတို့ကအကယ်ဒမီမှာအတူတူစတင်ခဲ့ကြတာပဲလေလို့ပြောလိုက်တာပေါ့ဒါကဟီဂျူးကိုသူ့ကိုစတင်တွေ့ခဲ့တဲ့ညအကြောင်းပြန်တတိယသွားစေပါတယ်သူကလေ့ကျင့်ရေးကွင်းတော်ကိုခိုးယူနိုင်ခဲ့ပြီးမနဲ့လင်းအားကြီးအချိန်တွေမှာများပြစ်လေ့ကျင့်ဖို့အဲ့ဒီကိုတိတ်တဆိတ်သွားလေးရှိတာပါအခုလေးတင်ကျွန်တော်တို့မြင်ခဲ့ရတဲ့မြင်ကွင်းမျိုးနဲ့ဆင်တူတဲ့အနေအထားမှာအီယန်ကသူ့ကိုအဲ့ဒီမှာတွေ့သွားပြီးနာမည်မေးခဲ့တာဖြစ်ပါတယ်ဟီဂျူးကထွက်ပြေးဖို့ကြိုးစားပေမဲ့အီယန်ကတိတ်ခါမကျစေဖို့နဲ့အမှားလုပ်ထားရင်အပြစ်ဒဏ်ကိုလက်ခံဖို့အကြံပေးခဲ့ပါတယ်ဒါနဲ့သူကသူ့ကိုယ်သူတေချာမိတ်ဆက်လိုက်တာပါကျွန်တော်ကဂျူချက်ကိုင်းရဲ့ကိုတန်းချောင်းသူစောင်းဟီဂျူးဖြစ်ပါတယ်လို့ပေါ့ဘာလို့ထွက်ပြေးဖို့ကြိုးစားတာလဲလို့အီယန်ကမေးတဲ့အခါမှာတော့လာမယ့်ခြေစမ်းပွဲအတွက်လေ့ကျင့်ဖို့လိုအပ်နေလို့ပါဒါပေမဲ့တော်ဝင်မိသားစုဝင်ဖြစ်တဲ့မင်းသားနဲ့မတူပဲသူကကြောင်းချိန်ပြင်ပမှာလေ့ကျင့်ခွင့်မရှိဘူးလို့ဟီဂျူးကရှင်းပြပါတယ်ဒါကတိတ်ကိုမတရားဘူးလို့သူကထင်နေတာပါလိုအပ်ရင်အပြစ်ပေးတာကိုခံယူမှဖြစ်ပေမဲ့အီယန်ကသာအဲ့ဒီလိုလုပ်ပြီးဒီအကယ်ဒမီရဲ့မတရားမှုကိုအားပေးနေမယ်ဆိုရင်သူ့ကိုတိတ်ခါတရားအကြောင်းပြောဖို့ဘလို့ခွင့်ရမျိုးရှိမှလဲလို့ပြန်ပြောခဲ့ပါတယ်နောက်တနေ့မှာတော့မေတော်ကြီးကမင်းညကသူလုပ်ခဲ့တာတွေအတွက်တောင်းပန်ဖို့မင်းသားကြီးစီကိုသွားပါတယ်မေတော်ကြီးကတကယ်တောင်းပန်ချင်တာမဟုတ်ပဲမေတော်ကြီးကမင်းသားကြီးကိုရန်မှုပြီးဒီလိုရက်ဆက်တဲ့စကားတွေပြောခဲ့တာကိုဝင်ကြီးတွေတီးသွားရင်ဘလို့တုတ်ပြန်မလဲဆိုတာကိုကြောက်နေတာမှအီယန်သိပါတယ်သူကဦးကြောင်ကြောင်မဟုတ်တာကြောင့်မေတော်ကြီးအနေနဲ့သူ့ရှိမှဟန်ဆောင်နေဖို့မလိုပါဘူးဒါတောင်မှသူကမေတော်ကြီးကိုအပြစ်မပေးတဲ့အပြင်မေတော်ကြီးကတာဝန်ယူပြီးသူ့လုပ်ရက်အတွက်စိတ်ရင်းနဲ့နောင်တရနေပါတယ်လို့ဝင်ကြီးတွေကိုပြောပြပေးဦးမှာပါမေတော်ကြီးကသူ့အပေါ်ပွင့်လင်းလို့ရပြီဆိုတာသိသွားတဲ့အခါရဲယုံကသူ့ကိုတကယ်နှိပ်စက်နေတဲ့အရာကိုထုတ်ပြောပါတော့တယ်နန်းတော်ထဲမှာမီးလောင်နေတဲ့အချိန်မှာတောင်အနာဂတ်ဘယင်လေးဘလို့နေလဲဆိုတာဘယ်သူမှလာမမေးကြပဲမင်းသားကြီးရဲ့ပါပေါ်ကအချစ်ရလေးကိုပဲလူတိုင်းကစိုးရိမ်နေကြတာကိုတူတော်မောင်အိမ်ရှိမင်းသားလေးနန်းတက်နိုင်ဖို့အတွက်သူ့ကိုနန်းစွန့်စေခြင်းမှအီယန်သိပါတယ်ဒါပေမဲ့တူတော်မောင်ကနိုင်ငံရေးဖိအားတွေနဲ့မနာလိုတစ္ဆာဖောက်မှုတွေကိုရင်ဆိုင်ဖို့ငယ်လွန်သေးတယ်လို့သူကရှင်းပြပါတယ်ရဲယုံကလည်းသူကနန်းပလင်ပေါ်မှာဆက်နေခြင်းနဲ့ဆိုရင်ဒါကိုသူတို့အတွက်အကျိုးရှိအောင်အသုံးချတဲ့နယ်လို့ပြောပါတယ်နိုင်ငံရေးသမားတွေကသူ့အနားမှာနေရဖို့တောက်တနေကြပြီးပြည်သူတွေကလည်းသူ့ကိုကြည်ညိုကြတာလေဒါပေမဲ့လူ
တိုင်းကသူ့ခြေပွားအောက်မှာရှိနေတာတော့အီရန်ကနိုင်ငံအတွက်ယင်းနှိမ့်ညွန့်နှံသူတွေကိုဆွဲဆောင်မဲ့အစားဘာမှမလုပ်ပဲငြိမ်နေတာပါသူ့မှာဘရင်တစ်ပါးရဲ့အာဏာနဲ့အောင်မြင်ကြော်ကြားသူတယောက်ရဲ့ဩဇာရှိနေပေမဲ့သူကတော့အရေးထဲမှာပဲနေချင်ပြီးကိုယ့်ရဲ့အရှိန်အဝါနဲ့ကိုယ့်ရဲ့နန်းတရားဘူးကိုပြန်ဖုံးလွှမ်းနေတဲ့ဘရင်တစ်ပါးဖြစ်နေတာပေါ့ဒါကအီရန်ရဲ့စိတ်ကိုတကယ်ပဲထိခိုက်စေပါတယ်ဘာလို့လဲဆိုတော့မေတော်ကြီးတောင်းဆိုနေတာကသူ့အဖေတောင်းဆိုခဲ့တာနဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်နေလို့ပါသူငငယ်ကလေးကအီရန်ကတကယ်ကိုထူးချွန်ပြီးလုံသမျှအရာတိုင်းမှာအကောင်းဆုံးဖြစ်ခဲ့တာပါဒါပေမဲ့နောက်ထပ်ဘရင်ဖြစ်လာမဲ့သူ့ရဲ့အကိုကြီးရဲ့အရှိန်အဝါကိုမကြော်စေဖို့အတွက်သူ့ရဲ့အရေးချင်းတွေကိုဖုံးကွယ်ပြီးအကိုဖြစ်သူရဲ့အရေးအောက်မှာပဲနေထိုင်ဖို့သူ့အဖေကိုယ်တိုင်ကဖိနှိပ်ခဲ့တာဖြစ်ပါတယ်သူကဘာလို့စေချင်တာလဲဆိုတာကိုတက်တက်ပဲပြောဖို့မေတော်ကြီးကိုတောင်းဆိုလိုက်ပါတယ်ရဲယုံကတော့သူရွေးချယ်ပေးတဲ့အမျိုးသမီးနဲ့လက်ထပ်ပြီးသူ့အပေါ်မှာရောအင်ရှိမင်းသားအပေါ်မှာပါတစ္ဆာရှိကြောင်းတက်တည်ပြစေချင်တာပါလက်ထပ်ပွဲစီစဉ်ဖို့စူးစမ်းနေတဲ့နောက်ထပ်တစ်ယောက်ကတော့ဟီဂျူးရဲ့အဖေပါပဲဒါပေမဲ့သူကတော့သမီးဖြစ်သူကိုအင်အားမရှိပဲဩဇာမညောင်းတဲ့အမျိုးသားတစ်ယောက်နဲ့ပေးစားချင်နေတာပါဟီဂျူးကတော့သူ့ထက်နှိမ့်ကြတဲ့သူနဲ့လက်ထပ်ဖို့ညှင်းဆန်ပါတယ်သူသာလက်ထပ်ရမယ်ဆိုရင်သူ့ရဲ့အမွေနှစ်တွေကိုပိုပြီးခိုင်မာစေမဲ့သူမျိုးနဲ့ပဲဖြစ်ရမယ်လို့ဆိုပါတယ်သူ့အဖေတင်မကပါဘူးသူ့ရဲ့အကိုနဲ့မရီကလည်းဒီလူနဲ့လက်ထပ်ဖို့သူ့ကိုအတင်းအကျပ်တိုက်တွန်းနေကြတာပါအဲ့ဒီခါကျမှသူတို့ရဲ့အစီအစဉ်ကိုသူနားလည်သွားပါတော့တယ်သူ့ကိုဆွဲချမဲ့သူနဲ့ပေးစားပြီးကုမ္ပဏီထဲမှာသူ့ရဲ့ဩဇာနဲ့အာဏာကိုရှော့ချကာ CEO ရာထူးကနေဖယ်ရှားဖို့ပါပြီးရင်တော့ဥက္ကဋ္ဌဆောင်ရဲ့တရားဝင်သားဖြစ်တဲ့အသုံးမကျတဲ့တိုင်ကျူးကိုအဲ့ဒီနေရာပေးမှာပေါ့ဒါကြောင့်သူကသူ့အဖေကိုစန့်ကျင်ပြီးသူ့ဘာသာသူပို့တော်တဲ့လက်တွဲဖို့ကိုရှာဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့အောင်မြင်ကြော်ကြားသူတွေနိုင်ငံရေးသမားတွေနဲ့စီးပွားရေးသမားတွေထဲမှာရှာဖွေပြီးတာတောင်တကိုးဩဇာကြီးမားတဲ့ဆောင်းဟီဂျူးရဲ့အလှပဩဇာအသိဉာဏ်နဲ့ချမ်းသာကြွယ်ဝမှုတွေနဲ့ထိုက်တန်သူတယောက်မှမရှိပါဘူးဒီနိုင်ငံမှာသူ့ရဲ့တောင်းဆိုချက်တွေအကုန်ပြည့်မီအောင်ဘသူကများပြည့်စုံနေမှလဲခင်ဗျားတို့တင်စဉ်းစားမိတာမဟုတ်ပါဘူးဟီဂျူးလည်းသူ့ကိုစဉ်းစားမိသွားတာပါမင်းသားကြီးအီရန်ကိုပေါ့ဟီဂျူးကရင်ခွင်ပိုက်မင်းသားကြီးနဲ့လက်ထပ်ဖို့တကယ်ရွယ်ထားပြီးနန်းတွင်းဝင်ခွင့်တောင်းထားပြီဆိုတာသိလိုက်ရတဲ့အခါဟဲကြုံကတော့ဟီဂျူးတယောက်ယူသွားပြီလို့ထင်နေတာပါအီရန်ရဲ့အတွင်းရေးမှူးက Castle Beauty ရဲ့ CEO ဟီဂျူးစီကဒီတောင်းဆိုမှုအကြောင်းကိုသူ့ကိုအသိပေးပါတယ်ဒါပေမဲ့အီရန်ကအားလက်ရအပန်းဖြေနေတာကြောင့်ဘသူနဲ့မှတွေ့ဆုံဖို့တောင်းဆိုချက်ကိုလက်မခံပါဘူးဟီဂျူးလက်လျှော့သွားလိမ့်မယ်လို့ယုံကြည်ပြီးဟဲကြုံကစိတ်သက်သာရသွားပေမဲ့တကယ်ဖြစ်လာတာကတော့ပြောင်းပြန်ပါပဲအီရန်ကသူ့ကိုလစ်လူရှုလေးလေးသူ့ကိုနားချနိုင်ဖို့ပို့ပြီးစိတ်ပိုင်းဖြတ်လေးလေးဖြစ်လာတာပါအချိန်ပေါင်းဒါဇင်ချီဒါမှမဟုတ်ရာချီပြီးအငင်းခံရပြီးတဲ့နောက်မှာဟီဂျူးကအဲ့ဒီညကနန်းတော်မှာသူ့ကိုအီရန်ဘလို့မှတ်မိသွားလဲဆိုတာပြန်စဉ်းစားမိပါတယ်ဒါကြောင့်ဒီတစ်ခါမှာတော့သူက Castle Beauty ရဲ့ CEO အနေနဲ့မဟုတ်တလို့ Beauty Group ဥက္ကဋ္ဌရဲ့ဒုတိယသမီးဒါမှမဟုတ်မင်းသားကိုဆွဲဆောင်နိုင်မဲ့တခြားပွဲထူးဂုဏ်ထူးတွေနဲ့မဟုတ်ပဲသူ့ရဲ့ဂျူနီယာအနေနဲ့ပဲတွေ့ဆုံခွင့်တောင်းလိုက်ပါတယ်အဲ့ဒီလိုနဲ့ပဲသူနောက်ဆုံးမှာစောင့်မျှော်နေတဲ့လက်ခံမှုကိုရရှိသွားပါတော့တယ်လူကိုယ်တိုင်တွေ့တဲ့အခါမှာတော့အီရန်ကဒီလောက်တောင်ဆွဲနာပဲကြီးကြီးနဲ့သူ့စီကဘာတွေများအသေးအတန်လိုချင်နေတာလဲဆိုတာကိုတကယ်ပဲသိချင်နေတယ်လို့ပြောလိုက်တာပေါ့ဟီဂျူးကတော့သူအများကြီးမလိုချင်ပါဘူးသူ့ကိုလက်ထပ်ပေးဖို့ပဲလိုချင်တာပါလို့ပြောလိုက်ပါတယ်